အားလုံးပဲမင်္ဂလာပါကျွန်တော်တမန်ကတော့လေယာဉ်ခဲပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ကျွန်တော်ကိုပါ7ပဲဝိုးလေးကိုထောင်ရပါလို့ကျွန်တော်နောက်အေးကိုလည်းကျွန်တော်ခွင့်ရဆောက်ထားတယ်ကျွန်တော်ဆိုရင်ကျွန်တော်အိတ်စားတဲ့ဗီဒီယိုလေးကိုစားလိုက်ကြအောင်ဗျကိုဆိုရင်ကျွန်တော်အိတ်စားတော့ပြီးတော့ပြီပေါ့နော်ကိုကကျွန်တော်အမှန်တကယ်ရလာရတော့ကျွန်တော်ထိုင်မတော့တူမှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ထိုင်မတူတဲ့ချိန်မှာပြကြရလို့ဗျ Okay ဒါကျွန်တော် first time ပေါ့နော်ဒါတော့အားလုံးပဲကိုဆိုရင်ကျွန်တော်ထိုင်မိုက်တူလာပြီပေါ့နော်ထိုင်မနေတွေ့ရတယ်အဲ့ဒါကျွန်တော်တို့တူပေါ့နော်Okay ကိုတော့တဲမနေစံတို့ဒီရောက်သွားပြီပေါ့နော်ဘယ်စတိုးလေးနဲ့တူးလိုက်တယ်အဲ့ဆိုကျွန်တော်ပေါ်ရမှာပြကြိုးကြမှာပဲဗျ Okay ကိုတော့ကျွန်တော်တဲမအမှလုပ်ပြီးသွားပြီပေါ့နော်ဒီဗီဒီယိုတော့တော့ပါပဲဗျနောက်ဗီဒီယိုမှာပြန်နေကြပါမယ်ဗျ bye bye